ဒေဝေစကားဒေဝေသာသည်ပြောဆိုပါပြောဆိုရချင်းတန်နေဖြစ်ပါရှင်ဗျာမြန်မာစာပေမှာလာဆွဲပြတဲ့နေသည်ရှင်းဟုံးစကားပြောတဲ့နေပါရှင်ဗျာတနည်းအားဖြင့်တပည့်တော်တို့ဒေဝေစကားဒေဝေစာကိုဖြောင်းတဲ့နေပါရှင်ဗျာသို့တော်လည်းတပည့်တော်တို့ဒေဝေရပကခေခေတဲ့ကရှိတဲ့စကားလေးကိုအမချော်ပဲနာကနေတီပြောနေကြသည်တပည့်တော်တို့သည်ဆရာကြီးဥပိမတင်ရရှေးဟောင်းမြန်မာရှေးဟောင်းလူမျိုးများဖြစ်ကြောယင်းနေ့မြန်မာတဲ့နှစ်ပေါင်းရှည်ရကျော်စောတဲ့လူမျိုးများဖြစ်ကြောဘယ်တော့တို့တဝဲဦးသေးသေးသေးပြီးရှေးဦးမြန်မာထဲမှာပါတဲ့တဝဲရခိုင်တောင်ရိုးဒနုအင်းရောလိုလိုအမှုထဲမှာလိုလိုမျိုးနွယ်စုပြောဝိုင်းရှင်ဗျာလိုလိုမျိုးနွယ်စုပြောကြောမြန်မာပြည်မှာရှေးဟောင်းလူသားလေးထဲမှာတစ်မျိုးဖြစ်တဲ့ရှေးဟောင်းမြန်မာထဲမှာတစ်မျိုးဖြစ်တဲ့လိုလိုပြောကြောဝုံနေကြောဆယ်ကြီးဥပမတင်ရပြောဖို့ပါရှင်ဗျာအခုလဲဘယ်တော့တို့ဒေဝဲသေးသေးသေးပါပြီဒေဝဲစကားဒီရှေးဟောင်းပေါ်ရနာစကားရှေးဦးမြန်မာတနည်းအပြည့်ရှေးဦးမြန်မာတို့ရဲ့ပြောတယ်မြန်မာစကားအပိုင်ဆိုင်ထားတဲ့ဒေဝဲသေးသေးသေးပြီးယနေ့ပကံမှာရှိတဲ့စကားလုံးလေးသည်စာဟန်လေးသည်ဒေဝဲမှာအများဆုံးသူရှိရကြောင်းဒေဝဲသားလေးမသေးသေးပဲနေစွာရှေးဟောင်းမြန်မာရှေးဟောင်းလူသားတစုထဲမှာရှိတဲ့လူသားမျိုးနွယ်စုတစုပြောင်းနေစွာမြန်မာစာပေမြန်မာစာတွေထိခိုက်နေကြောင်းပြောဖို့ပါရှင်ဗျာ